စီပင်ဝန်ထမ်းတွေအကြောင်းရိုက်ကူးတင်ဆက်ထားတဲ့ဆိုတဲ့မြင့်မြတ်ရဲ့ရုပ်ရှင်ဇာတ်ကားအသစ်ထူးထူးခြားခြားပရိသတ်တို့မင်္ဂလာပါရှင်ထူးထူးခြားခြားသတင်းများ channel ကနေကြိုဆိုလိုက်ပါတယ်မြန်မာနိုင်ငံရဲ့တဘာဝဒရာမာမင်းသားလို့တင်စားကြတဲ့မြင့်မြတ်ဟာစင်းရဲသားဇာတ်ကောင်တွေဘဝနာတဲ့ဇာတ်ကောင်တွေကိုတရုပ်ဖော်တဲ့နေရာမှာအတော်ဆုံးမင်းသားဖြစ်တယ်ဆိုတဲ့အတိအမှတ်ပြုမှုတွေရှိနေပါတယ်မြင့်မြတ်ဟာအခုလိုမျိုးဇက်နာတဲ့ဇာတ်ကောင်တွေကိုပြင်းအောင်တရုပ်ဆောင်နိုင်တဲ့အပြင်သူ့ရဲ့တရုပ်ဆောင်မှုတွေဟာအခြေခံလူတန်းစားတွေရဲ့ဘဝပုံရိပ်တွေကိုထင်ဟပ်တယ်လို့နာမည်ကြီးတာကြောင့်တဘာဝမင်းသားမိတ်ကပ်မကူတဲ့မင်းသားအဖြစ်နာမည်ကြီးနေတာပါသူဟာမကြသေးခင်ကမြေစာဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးကိုရိုက်ကူးပြီးစီးခဲ့ပြီးထုတ်လွှင့်ပြသဖို့ပိုစတာတွေထုတ်ပြလာခဲ့တာပဲဖြစ်ပါတယ်ပိုစတာနဲ့ဇာတ်ကောင်မိတ်ဆက်တွေတခါတနာထုတ်ပြလာခဲ့ပေမဲ့မြင့်မြတ်ဟာလက်တလုံးမှာတော့ပရိသတ်တွေရဲ့အားပေးမှုကိုအရင်လိုရထားတာမျိုးမရှိတော့ဘဲဝေဖန်ခံနေရတာတွေကြုံတွေ့နေရပါတယ်သူဟာမြန်မာနိုင်ငံရေးအခြေအနေကြောင့်ပရိသတ်တွေဝိုင်းပယ်ခံထားရတဲ့ယုံလေးလိုမျိုးသူနဲ့နီးကပ်လုံးနဲ့အဆက်အသွယ်ရှိနေတဲ့အပြင်တခြားနိုင်ငံရေးအကြီးအကဲတွေပါဝင်တဲ့ပွဲတွေမှာလည်းဖားရပြီးတက်ရောက်တာမျိုးတွေရှိတာကြောင့်အမြင်မကြည်နေကြတာပဲဖြစ်ပါတယ်မြင့်မြတ်ကတော့သူကိုယ်တိုင်ဆိုရှယ်မီဒီယာပေါ်မှာတိတ်မရှိတာကြောင့်ရောအခြားအကြောင်းရင်းတွေကြောင့်မှပရိသတ်တွေရဲ့အမြင်ကိုအထူးတလဲဂရုမစိုက်ပဲနေခဲ့ပါတယ်သူရိုက်ကူးနေကြဇာတ်ကားတွေဇက်တိုက်ရိုက်ကူးနေတယ်လို့မြန်မာနိုင်ငံအတွက်တဘာဝဘေးအန္တရာယ်ကူညီရေးတွေမှာလည်းတက်တက်ကြွကြွနဲ့ကူညီနေတာဖြစ်ပါတယ်ဒီတစ်ခေါက်မှာတော့မြင့်မြတ်ဟာသူရင်ကရိုက်ကူးနေကြဇာတ်ကောင်တွေလိုမျိုးပဲမြန်မာနိုင်ငံရဲ့အခြေခံလူတန်းစားမှာအနှိမ့်ကြဆုံးလို့သတ်မှတ်ထားကြတဲ့စီပင်ဝန်ထမ်းတွေအကြောင်းကိုတရုပ်ဖော်ရိုက်ကူးသွားမှာဖြစ်ပါတယ်မြေစာလို့နာမည်ပေးထားတဲ့ဒီရုပ်ရှင်ဇာတ်ကားကြီးမှာမြင့်မြတ်အပါအဝင်အကယ်ဒမီအေးမြတ်သူစင်မစီတူဝင်းဖုံးမင်းနေလာနဲ့တန်တာညီလိုမျိုးတရုပ်ဆောင်ကြီးတွေပါဝင်ထားပြီးတော့ဇလန်းဟာလည်းဖြစ်ရမှန်ဇလန်းအပေါ်မူတည်ပြီးရေးသားထားတာဖြစ်တယ်လို့သိရပါတယ်ဇလန်းကိုဒရိုက်တာနေပိုင်ကပုံဖော်ရိုက်ကူးထားပြီးမြင့်မြတ်ကဇလန်းရဲ့အဓိကဇက်ဆောင်ဖိုးထောင်အဖြစ်ပါဝင်ရိုက်ကူးထားပါတယ်ဖိုးထောင်ဇက်ကောင်ဟာရိုးသားပြီးတော့ကြိုးစားပေမဲ့လည်းကံမကောင်းအကြောင်းမလှတာကြောင့်လူအတန်းစားတွေရဲ့အောက်ဆုံးအဆင့်ဖြစ်သတ်မှတ်ခံထားရတဲ့စီပင်ဝန်ထမ်းတစ်ယောက်အနေနဲ့လောက်ကန်ရတဲ့သူဖြစ်ပါတယ်သူရဲ့အလုပ်ကိုင်တဲ့ဘဝဟာသူ့အတွက်ဘယ်လိုမျိုးအကြောင်းတရားတွေဖြစ်လာစေမလဲဆိုတာကိုရိုက်ကူးရင်းအခြေခံလူတန်းစားတွေရဲ့ဘဝကိုကွက်ကွက်ကွင်းကွင်းမြင်ရအောင်ရိုက်ကူးထားတဲ့ဇလန်းဖြစ်ပါတယ်။ဇလန်းရဲ့ဇက်ကောင်မိတ်ဆက်ပိုစတာတွေမှာဇက်ကောင်တစ်ကောင်ချင်းစီကိုမိတ်ဆက်ပေးထားပြီးတော့ဇက်ကောင်တွေဟာစီပင်အလုပ်သမားဝတ်စုံတွေနဲ့အတော်လေးကိုတနာစရာကောင်းတဲ့အသွင်ပြင်ဖြစ်နေတာပါ။မြင့်မြတ်ရဲ့အဓိကပိုစတာတင်တဲ့အချိန်မှာဇကားရဲ့ကူရေးဘက်ကနေစီပင်အလုပ်ကိုအောက်ကျဆုံးအလုပ်ကိုလုပ်ကိုင်နေရပေမဲ့စိတ်ထားမြင့်မြတ်တဲ့ဖိုးတောင်ဆိုတဲ့ဇက်ကောင်ဖော်ပြမှုနဲ့ဖော်ပြခဲ့ပါတယ်။စီပင်အလုပ်သမားတွေရဲ့အလုပ်ကိုင်ကိုအောက်ကျဆုံးအလုပ်ဖြစ်ရေးသားဖော်ပြထားတဲ့အပြင်ပိုစတာမှာပါတဲ့မြင့်မြတ်ရဲ့ပုံဟာအတော်လေးဆုပ်ပြတ်တတ်နေတာကြောင့်အပြင်ဘဝကတကယ်စီပင်ဝန်ထမ်းတွေထက်ဘဝနာနေတယ်ဆိုပြီးဝေဖန်ပြောဆိုနေကြတာဖြစ်ပါတယ်။ဒါအပြင်စီပင်ဝန်ထမ်းအလုပ်ဟာအောက်ခြေကြတဲ့အလုပ်ဖြစ်တယ်ဆိုပေမဲ့အရေးပါတဲ့အလုပ်ကိုင်တစ်ခုဖြစ်တာကြောင့်အခုလိုမျိုးတကူးတကနှိမ်ချရေးသားဖို့မလိုအပ်ကြောင်းဒရာမာမင်းသားလို့ဆိုတဲ့အတိုင်းဇလန်းမှာကြီးတဲ့သူတွေကိုအတင်းမျက်ရည်ရှူတဲ့ဇာတ်ကားတွေပါလာအောင်မှာပဲဆိုတဲ့ဝေဖန်မှုတွေလည်းအများကြီးရှိနေတာဖြစ်ပါတယ်။ဒါအပြင်မြေစာဇလန်းကိုရိုက်ကူးထုတ်လုပ်တဲ့ကုမ္ပဏီဟာ2024အကယ်ဒမီဆုပေးပွဲမှာဆု3ဆုရရှိသွားတဲ့နောင်ဇာတ်ကားရဲ့ထုတ်လုပ်ရေးကုမ္ပဏီဖြစ်တာကြောင့်မျှော်မှန်းချက်တွေလည်းအတော်လေးမြင့်မားနေကြတာဖြစ်ပါတယ်။ဝေဖန်မှုတွေမျှော်လင့်မှုတွေအမျိုးမျိုးထွက်ပေါ်နေကြပေမဲ့မြေစာရုပ်ရှင်ကတော့မကြခင်ရုံတင်ပြသတော့မှာဖြစ်တယ်လို့ပရိသတ်တွေအနေနဲ့လည်းမြေစာဟာဘယ်လိုရုပ်ရှင်မျိုးဖြစ်တယ်ဆိုတာမကြခင်သိရတော့မှာပဲဖြစ်ပါတယ်